Okay body ချီရရဲ့ရှားဆောင်လက်ပတ်ကျဲကျူတန်းပါဝင်တဲ့ရှားဆောင်ကျဲလေးရဲ့အတုံးဝင်ပုံလေးကိုပြောပြပေးမယ်ဒီရှားဆောင်ကျဲလေးကအစိုဓာတ်ကိုထိမ့်သိမ့်ပြီးတဲ့အာဟာရဓာတ်တွေပါသူကအရေပြားရဲ့မျက်နှာပြင်ကိုအလင်းမြန်စိတ်ဝင်သွားပြီးတော့ချုပ်သွေးမှုမီးလောင်ထားတယ်လို့မြင်ញ្ញမ်းမှုနဲ့ရားရံမှုတွေကိုချက်ချင်းတက်တာကျဲဆူဆွမှုအပြည့်အဝပေးနိုင်တဲ့အတွက်အသားရည်ကိုတင်းရင်းပြီးတော့နူးညံ့ချုံမွေ့စေပါတယ်ဒါအပြင်အသားရည်ကိုတဘာဝအတိုင်းရေဓာတ်ပြေဝစေအစိုဓာတ်ကိုထိမ့်သိမ့်ထားနိုင်ဖို့အတွက်ဟိုင်ယာလိုရိုနစ်အက်ဆစ်ဓာတ်ကိုပေါင်းစပ်ပေးထားပါဒီကျဲရဲ့အဓိကဇက်လိုက်ဖြစ်တဲ့ရှားဆောင်လက်ပတ်ရဲ့အနှစ်သာရအသားရည်နူးညံ့ကျန်းမာစေဖို့အိုမင်းရင်းရော်မှုကိုနှေးကွေးစေဖို့နဲ့အရေးအကြောင်းတွေကိုကြော်ပါစေဖို့အတွက်ကိုရင်ဆိုင်ကျူတန်းနဲ့ဗီတာမင်ဓာတ်များစွာပါဝင်တာမို့လို့ဆူဆွမှုကိုအပြည့်အဝပေးစွမ်းနိုင်ပါတယ်ဒီဂျယ်လေးကဓာတ်မတည့်မှုဖြစ်စေတဲ့အကြောင်းအတူနိုးကာလာနဲ့အယ်ကိုဟိုနိုးအယ်ကိုဟိုတို့လုံးဝမပါဝင်ဘူးလို့ကြေညာထားတာကြောင့်သိချစွာအသုံးပြုနိုင်ပါဒီဂျယ်လေးကိုဘလို့အသုံးပြုရမလဲဆိုတာကတော့ရိုးရှင်းပါတယ်ညနာနဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုတန့်စင်ပြီးတဲ့အခါတိုင်းလိမ့်ပေးပါမနက်ပိုင်းမှာသုံးမယ်ဆိုရင်နေရောင်ခြည်တံကိုကာကွယ်ဖို့အတွက်နေကလိမ့်စေ sunscreen မလိမ့်ခင်လိမ့်နိုင်ပါတယ်ညဘက်မှာအိပ်ယာဝန်တန်လေးလိမ့်ပေးခြင်းဖြင့်တညတာလုံးအသားရည်ကိုပြုပြင်ပေးပါလိမ့်မယ်နေလောင်တန်ခံရပြီးတဲ့နောက်ပိုင်းလိမ့်ပေးမယ်ဆိုရင်အသားရည်ကိုအမြန်ဆုံးပြန်လည်တက်တာစေပါလိမ့်ဒီဂျယ်လေးကိုအပြင်ပန်းအတွက်ဒါအသုံးပြုရမှာဖြစ်ပြီးတော့တောက်တုံးလို့တော့မရပါဘူးနော်ဒီရှားဆောင်လက်ပတ်ဂျယ်လေးကတင်းရဲ့အသားရည်ကိုပြန်လည်နှုတ်ပြစေမယ့်အာဟာရဓာတ်တစ်ခုဖြစ်ပါတယ်